Hello guys အားလုံးပဲမင်္ဂလာပါအခုကတော့ရန်ကုန်မြို့ရဲ့အရှိတကုံမှာရှိတဲ့ချီလီပေါ့ဆိုင်လေးမှာလာစားဖြစ်ခဲ့တဲ့ဗီဒီယိုလေးပါပေါ့နော်အခုကတော့စားစံမြောက်ခင်ပဲများနေပါရောက်လာပါပြီမာထားတာတော့3000မို့ပေါ့တရားပေါ့အေးတွေကတပူ3000 4000လောက်ရှိတယ်ပေါ့နော်နည်းနည်းတော့ဈေးများတဲ့ထဲမှာပါတယ်ဒါကတော့သူတို့ရဲ့ရှိလေးတွေမြင်နေစားကောင်းလာပေါ့ပဲရများနေတော့စင်ပြေသူကတော်တော်လေးထုံဆက်တဲ့ထဲမှာပါတယ်ဘုနော်ဒါကအထုံဆက်ရှော့ခိုင်းတာလို့ပဲထုံဆက်တာမရှော့တိုင်းဘလူတွေပွင့်ထော်မလဲဆိုတော့မသိနိုင်ဘူးလူတွေပွင့်နေပါတယ်ဆိုမှအရတာတော့တော်တော်လေးကောင်းတဲ့ထဲမှာပါတယ်ဘုနော်သူကထုံဆက်လေးနဲ့တော့စားရင်ဆက်ရင်အေးတောက်ရင်အေးပဲကုံသွားတယ်ဘုနော်လုံးဝအစားစားတော့မကုံဘူးဆက်လုံးတော့လုံးဝဆက်မစားနိုင်စားတာတနိုင်လောက်ကြာပါတယ်တော့ပါဇက်ထဲမှာထုံတော့လုံးဝပေါ့နော်ဒါစားနေကြမဟုတ်တာလည်းပါမှာပေါ့နော်တန်တော့တန်ပါတယ်ဓာတ်ပုံရိပ်လို့လည်းအဆင်ပြေတယ်ပေါ့နော်ဒီညလေးတသိရဲ့လေးလည်းဆိုအားလုံးဘိုင်ဘိုင်